Sanrio event မှာ Sanrio skin တကောင်ကိုစီးသက်တာအောင်ဘယ်လိုဖောက်မလဲဆိုတာလေးပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့အချိန်မဆွဲပဲကျွန်တော်လုပ်ထားတဲ့ဇာတ်လေးရှိကိုပဲသွားလိုက်ကြရအောင်ခင်ဗျာ။ event လာချင်းဂျွန်လ6ရက်နေ့မှာကျွန်တော်တို့ weekly bet တစ်ပတ်ထည့်ပါမယ်။ပြီးရင်တော့ဂျွန်လ6ရက်ကနေဂျွန်လ17ရက်နေ့ထိတစ်ချိန်မှမလဲပဲနဲ့ကြော်သွားမှာဖြစ်ပါတယ်။ weekly bet ကတစ်ရက်ကို20ရတဲ့ဟာကိုစုထားတဲ့သဘောမျိုးဖြစ်ပါတယ်။ဂျွန်လ12ရက်နေ့မှာတော့သူ့ရဲ့ phase 1လာပါပြီ။အဲ့ဒီနေ့မှာပဲ weekly bet 3ပတ်ထည့်ပါမယ်။ပြီးရင်တော့နေ့စဉ် short ဈေးဖြစ်တဲ့ diamond 112လုံးနဲ့တစ်ချိန်လဲမှာဖြစ်ပါတယ်။ free token အနေနဲ့14ကတ်ရသွားမယ်။ဘာလို့လဲဆိုတော့ weekly bet 3ဘက်က250 recharge ပြည့်တဲ့အတွက်ကြောင့်မလို့12ကတ်ရတယ်။ပြီးရင် diamond 103ထားတဲ့အတွက်ကြောင့်မလို့အဲ့ဒါက free token 2ကတ်ရတယ်။အဲ့ဒီ14ချင်းကိုပါကျွန်တော်ပေါင်းပြီးလဲမှာဖြစ်ပါတယ်။နောက်ထပ် free token လေး2ကတ်ရဖို့အတွက်ကကျွန်တော် diamond ထပ်3ပြီးရပါအောင်မယ်။အဲ့ဒါကြောင့်မလို့ဂျွန်73နဲ့ဂျွန်14မှာလည်း daily 1 draw စီလှည့်ပေးရမှာဖြစ်ပါတယ်။အဲ့ဒါဆိုရင်တော့နောက်ထပ် free token လေး2ကတ်ရပါမယ်။အဲ့ဒါလေးကိုပါလှည့်လိုက်မယ်ဆိုကျွန်တော်စုစုပေါင်း16ချိန်ထိလှည့်ပြီးသားဖြစ်သွားပါလိမ့်မယ်။အချိန်20ပြည့်သွားအောင်လို့ဂျွန်လ15ရက်နေ့မှာနောက်ထပ် daily 1 draw နဲ့တစ်ချိန်လှည့်ပေးလိုက်ပါပြီးရင်တော့ဂျွန်လ16ရက်ကနေ18ရက်နေ့ထိကျွန်တော်တို့ကကြော်သွားလိုက်ပါမယ်ဘာမှမလဲပဲနဲ့ကြော်ရမှာပါဂျွန်လ19ရက်နေ့ကြာလို့ရှိရင်တော့သူရဲ့ phase 2ပြန်လာပါပြီကျွန်တော် phase 2ကလည်း phase 1တော့လိုပဲတပုံစံနဲ့လုပ်ပေးရမှာဖြစ်ပါတယ်19ရက်နေ့မှာ weekly bet 3ပတ်ထည့်မယ်ပြီးရင် daily 1 draw နဲ့တစ်ချိန်လဲမယ်အဲ့ဒီတော့ကြောင့်မလို့ free token 14ကတ်ရတယ်အဲ့ဒီ14ကတ်ကိုပါလဲပါမယ်ပြီးရင်တော့ daily 1 draw နဲ့ဒီဂျွန်လ20နဲ့21ရက်နေ့ကိုတစ်ရက်တစ်ချိန်စီလဲသွားမှာဖြစ်ပါတယ်အဲ့ဒါပြီးတော့ရင်တော့ free token 2ကတ်ထည့်ရပါတယ်အဲ့ဒါလေးကိုပါလဲလိုက်မယ်ဆိုကျွန်တော်ကစုပေါင်း39ချိန်ထိပြီးသွားပါပြီအချိန်40ပြည့်ဖို့အတွက်တော့ဂျွန်လ22ရက်နေ့မှာ daily 1 draw နဲ့နောက်ထပ်တစ်ချိန်လှည့်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့အချိန်40ပြည့်သွားပါပြီပုံမှန်လူတွေအနေနဲ့ကတော့အချိန်40ဆိုလို့ရှိရင်ဘင်ကိုတန်းပြီမို့လို့ဒါ skin တစ်ကောင်ရပါပြီတကယ်လို့မှအရင်ကန်ဆိုးနေတယ်ဆိုလို့ရှိရင်တော့နောက်ထပ်10ချိန်ကိုတန်း draw နဲ့လှည့်ရမှာဖြစ်ပါတယ်အချိန်40ဆိုတာကတော့အရင်လည်းမများဘူးအရင်လည်းမနေတဲ့အတွက်ကြောင့်မလို့အချိန်40လောက်နဲ့ပဲကန်ဆန်းဖို့ရအကြံပေးချင်ပါတယ်တကယ်လို့ diamond တွေလာအားပေးခြင်းနဲ့မေးချင်တာလေးလည်းရှိရဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram account ဖြစ်တဲ့ဒီ user name နဲ့ account မှာလာပြီးတော့အားပေးလို့ရတယ်လို့လာပြီးတော့မေးလို့ရပါတယ်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ